Elon Musk ရဲ့ဝမ်းနဲ့ပွဲဘဝတရက်တာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တွေဟာထင်ထားသလောက်ဘာမှမထိခိုက်နိုင်တာမျိုးမဟုတ်ဘူးဆိုတာပေါ်လွင်လာပါပြီ။သူတို့တွေကအများပြားဟာငွေအမြောက်များဆုံးရှုံးနေကြပါတယ်။ Nicholas Puech ဟာဒေါ်လာ16ဘီလီယံဆုံးရှုံးခဲ့ရပြီး Martin Selig's ကဒေဝါလီခံခဲ့ရပါတယ်။ Elon Musk ရဲ့ဒေါ်လာ382ဘီလီယံတန်အင်ပါယာကြီးကတော့စိန်ခံချက်လေယာဉ်တွေနဲ့အင်ဂျီတွေနောက်ကွယ်မှာအကြောင်းတွေစားပြနေပါပြီ။ချမ်းသာကြွယ်ဝမှုတွေဟာလည်းလျင်မြန်စွာပျောက်ကွယ်နေပါပြီ။ဒါကြောင့်ဒီကနေ့မှာတော့နာမည်ကြီးဘီလီယံနာတချို့ဟာဘယ်လိုလျှို့ဝှက်စွာဒေဝါလီခံရမယ့်အခြေအနေကိုရှောက်တလဲဆိုတဲ့အံ့ဩဖွယ်ရာအမှန်တရားတချို့ကိုကျွန်တော်ရှင်းပြပေးသွားမှာပါ။ကဲဒီတော့ထုံးစံနိုင်မယ်အစီအစဉ်လေးမစခင်မှာ channel လေး subscribe လုပ်သွားဖို့လည်းတောင်းဆိုပါရစေ။အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိလိုက်ပါကြည့်ရှုကြည့်လိုက်ရအောင်ပါ။ Nicholas Puech ရဲ့ဒေါ်လာ16ဘီလီယံဆုံးရှုံးမှုဟာ2025ခုနှစ်ရဲ့အကြီးဆုံးဘီလီယံနာပြိုလဲမှုတွေကတစ်ခုပါ။ဒါရှေးကြတဲ့မိသားစုရဲ့ကြွယ်ဝမှုမျိုးတောင်လိမ်လည်မှုနဲ့စီမံခန့်ခွဲမှုအမှားတွေကြောင့်ပျောက်ကွယ်သွားနိုင်တယ်ဆိုတာပြသနေပါပြီ။ Harmy စိန်ကအမတ်တစိရဲ့အမွေခံတွေကတအူးဖြစ်တဲ့အသက်82နှစ်အရွယ် Puech ရဲ့ဇလန်းဟာလက်တွေ့ဘဝထိခိုက်မှုတွေနဲ့အတူငွေကြေးရာဇဝတ်မှုရုပ်ရှင်ကားတကားလိုပါ။ Puech ကသူ့ရဲ့အရင်ငွေကြေးစီမံခန့်ခွဲသူဟောင်းဟာဒေါ်လာ15ဘီလီယံကနေ16ဘီလီယံတန်ဖိုးရှိတဲ့ Harmy ရှယ်ယာ6တန်းကန်ကိုပျောက်ကွယ်သွားစေတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါဟာခေတ်သစ်သမိုင်းမှာပျောက်ဆုံးသွားတဲ့ဘီလီယံနာပိုင်ဆိုင်မှုတွေကအကြီးဆုံးဖြစ်နိုင်ပါတယ်။ဒီရှယ်ယာတွေဟာ Harmy ရဲ့9.8% ဖြစ်ပြီး2012ခုနှစ်မှာ Switzerland ဘဏ်တစ်ခုမှအနှံခဲ့ပြီးမြဲအခုအခါမှာတော့ဘယ်သူမှရှာမတွေ့တော့ပါဘူး။ Puech ရဲ့ပျောက်ဆုံးနေတဲ့ငွေကြေးတွေနဲ့ပတ်သက်တဲ့ဥပဒေရေးရာပြဿနာတွေကလည်းအရန်ရှုပ်ထွေးပါတယ်။ဆွစ်ဇာလန်တရားရုံးက2024ခုနှစ်မှာသူ့ရဲ့လိမ်လည်မှုတရားစွဲဆိုမှုတွေကိုအထောက်အထားမရှိလို့ပယ်ချခံခဲ့ရပါတယ်။နောက်ပိုင်းမှာ2025ခုနှစ်ဧပြီလမှာ US တရားရုံးတစ်ခုက Puech ကိုဒေါ်လာ16ဘီလီယံတန်ဖိုးရှိတဲ့အယောင်းဝယ်တစ်ခုမှာရှယ်ယာတွေပေးပို့ဖို့ပြက်ကွက်မှုနဲ့ဆွဆွဲချက်တင်ပြီးနစ်နာကြီးဒေါ်လာ1.3ဘီလီယံပေးဆောင်ရနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ဒီအခြေအနေဟာလည်းဝမ်းနည်းစရာကောင်းပါတယ်။ဘာလို့လဲဆိုတော့သူဟာသူ့ရဲ့ငွေတွေကိုဘလို့မှပြန်ရနိုင်တော့မှာမဟုတ်ပါဘူး။ Harmy ရဲ့ဥက္ကဋ္ဌ Azel Danmix ကလည်း2025ခုနှစ်ဇူလိုင်လမှာ Puech အဲ့ဒီရှယ်ယာတွေကိုမပိုင်ဆိုင်တော့ဘူးလို့လူသိရှင်ကြားပြောခဲ့ပါတယ်။သူတို့ရဲ့ငွေကြေးစီမံခန့်ခွဲသူဟောင်း Aris Freeman ကလည်းနောက်ပိုင်းမှာကိုတက်သိမ်းမှုကြောင့်တည်ဆုံသွားခဲ့ပြီးပျောက်ဆုံးနေတဲ့ရှယ်ယာတွေရဲ့လှည့်ဝက်ချက်ကိုတင်ញိုင်းတဲ့အထိယူသွားခဲ့ပါတော့တယ်။ Martin Selig's Puech ကလိမ်လည်မှုကြောင့်ငွေကြေးဆုံးရှုံးနေရတဲ့အချိန်မှာနောက်ထပ်ဘီလီယံတူကတော့အကျွေးနဲ့မှားယွင်းတဲ့အိမ်ချမ်းမြေရွေးချယ်မှုတွေကြောင့်ပြိုလဲခဲ့ရပါတယ်။ Seattle မြို့ရဲ့အိမ်ချမ်းမြေလုပ်ငန်းနယ်ပယ်ကကြီးမြတ်တဲ့သူတဦးဖြစ်တဲ့ Martin Selig ဟာ2025ခုနှစ်မှာအရာအလုံးနီးပါးဆုံးရှုံးခဲ့ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာအတွင်းတိစောက်ခဲ့တဲ့သူ့ရဲ့ဒေါ်လာ1.2ဘီလီယံတန်အင်ပါယာဟာလျှင်မြန်စွာပြိုလဲခဲ့ပါတယ်။ Selig ရဲ့ကုမ္ပဏီဟာ2025ခုနှစ်ဇန်နဝါရီလမှာဒေါ်လာ389တန်ချေးငွေတွေကိုပြန်ဆပ်နိုင်ခြင်းမရှိခဲ့ပါဘူး။အသက်88နှစ်ရှိပြီဖြစ်တဲ့သူ့ရဲ့ပြဿနာကတော့ကက်ယောဂအပြီးမှာလူတွေကအိမ်ကနေအလုပ်လုပ်လာကြတဲ့အတွက် Seattle မြို့လေရုံးခန်းတွေရဲ့36%ဟာဗလာဖြစ်သွားခဲ့ရကနေစတာပါအခုဆိုရင်ရုံးခန်းဝယ်လို့အားတိတိတသားနည်းသွားပါပြီ2025ခုနှစ်ဇွန်လလောက်မှာ Selig's ရဲ့အဆောက်အုံ30တဲက19လုံးဟာသူ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘဲငွေချေးသူတွေဒါမှမဟုတ်ပြင်ပစီမံခန့်ခွဲသူတွေကလွှဲယူသွားခဲ့ပါတယ်သူ့ရဲ့ရုံချုပ်အပါဝင်ပိုင်ဆိုင်မှု9ခုဟာ receiver လက်အောက်ကိုရောက်သွားခဲ့ပါတယ်သူဟာလာအနေငယ်တွင်သူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုရဲ့3ပုံ2ပုံကိုဆုံးရှုံးခဲ့ရပါတယ်။သူ့ကုမ္ပဏီဟာ2025ခုနှစ် March လမှာဝန်ထမ်း86ယောက်ကိုအလုပ်ထုတ်ခဲ့ရပြီး April လမှာသူ့ရဲ့သား Jordan Selig ကလည်းအလုပ်ထွက်သွားခဲ့ပါတယ်။ဒီအကြတဲ့ဟာကုမ္ပဏီရောမိသားစုဆက်ဆံရေးကိုပါဖျက်ဆီးစေခဲ့ပါတယ်။ Selig ရဲ့ပြိုလဲမှုကတော့အများပြည်သူသိအောင်ဖြစ်သွားခဲ့ပြီးအိမ်ချမ်းမြေလုပ်ငန်းတစ်ခုလုံးရုန်းကန်နေရပုံကိုလည်းပြသသွားခဲ့ပါတယ်။ Elon Muskအခု Elon Musk ကလည်းမတူညီတဲ့ပြဿနာတစ်မျိုးနဲ့ရင်ဆိုင်နေရပါတယ်။သူဟာကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပေမဲ့သူ့ရဲ့ငွေတွေဟာလူတွေထင်သလောက်မလုံခြုံပါဘူး။သူ့ရဲ့ဒေါ်လာ382ဘီလီယံကျော်ဝမှုဟာကြီးမားတဲ့အန္တရာယ်တွေကိုဖုံးကွယ်ထားပါတယ်။2025ခုနှစ်မှာကျွမ်းကျင်သူတွေက Musk အကျွေးတွေအလွန်ကျွံတင်နေမှုနဲ့ဈေးကွက်ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ပြောပါတယ်။သူဟာဒီနှစ်အတွင်းဒေါ်လာ60ဘီလီယံကနေ80ဘီလီယံကြားဆုံးရှုံးပြီးသားဖြစ်ပါတယ်။ဒီဆုံးရှုံးမှုအများစုဟာ Tesla ရဲ့ရှယ်ယာတွေ18%ကနေ25%အထိကျဆင်းသွားတာကြောင့်ပါဒါရိုးရိုးစာရွက်ပေါ်ကဆုံးရှုံးမှုမဟုတ်ဘဲသူ့ရဲ့အင်ပါယာအခြေခံအုတ်မြစ်ကိုထိခိုက်စေပါတယ်။ Musk ရဲ့အဓိကပြဿနာကိုကျွမ်းကျင်သူတွေကတော့အကျွေးထောင်ချောက်လို့ခေါ်ကြပါတယ်။သူဟာ Tesla ရှယ်ယာတွေကိုအပေါင်ထားပြီးဒေါ်လာဘီလီယံပေါင်းများစွာကိုချေယူထားပါတယ်။
ရှယ်ယာဈေးတွေကျသွားတဲ့အခါမှာသူ့ရဲ့ချေးငွေတွေဟာအန္တရာယ်ရှိလာပါတယ်ရှယ်ယာတန်ဖိုးကျဆင်းမှုတိုင်းဟာသူ့ရဲ့ငွေကြေးအခြေအနေကိုပိုပြီးတင်းကျပ်စေပါတယ်Tesla ရဲ့ပြဿနာတွေဟာဈေးကွက်အပြောင်းလဲတွေကြောင့်တသက်မဟုတ်ပါဘူးအယောင်းတွေကျဆင်းနေပြီး Trump အစိုးရလက်အောက်မှာနိုင်ငံရေးဖိအားတွေကိုလည်းရင်ဆိုင်နေရပါတယ်သူရဲ့နောက်ထပ်ကုမ္ပဏီကြီးဖြစ်တဲ့ S ကလည်းငွေတွေအလင်းအမြန်ဆုံးရှုံးနေပါတယ်ကြီးညာဝင်ငွေတွေအများကြီးကျဆင်းသွားပေမဲ့ Musk ကတော့ platform ကိုပြန်လည်တည်ဆောက်ဖို့ငွေတွေစက်တိုက်သုံးစွဲနေပါတယ်သူရဲ့ AI ကုမ္ပဏီဖြစ်တဲ့ XAI ကလည်းတစ်လကိုဒေါ်လာ1ဘီလီယံလောက်သုံးစွဲနေတယ်လို့သတင်းရပါတယ်လူအများစုအတွက်ဒါဟာလုံးဝပျက်စီးခြင်းလို့ဆိုလိုပေမဲ့ Musk အတွက်တော့ဒါဟာသူ့ရဲ့အရင်းမြစ်တွေအပေါ်ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးတစ်ခုဖြစ်ပါတယ်Tesla ရဲ့ share တွေစတိုက်ကျနေမယ်ဆိုရင်ဘဏ်တွေကသူ့ကိုမဖြစ်သင့်ဆုံးအချိန်မှာပိုင်ဆိုင်မှုတွေကိုရောင်းဖို့ဖိအားပေးနိုင်ပါတယ်ဒါဟာလည်းစတိုက်ပြိုလဲမှုကိုဖြစ်စေပြီးသူ့ရဲ့ empire ကိုအံ့ဩစရာကောင်းလောက်အောင်လှည့်မြန်စွာဖျက်ဆီးပစ်နိုင်ပါတယ်လေလာသူတို့က Elon ဟာအခုအလွန်ကျွံအကျွေးတင်နေပြီးငွေသားနည်းနေတယ်လို့ပြောခဲ့ပါတယ်ကမ္ဘာပေါ်ကအချမ်းသာဆုံးပုဂ္ဂိုလ်ဟာလူတွေထင်ထားတာတက်ပို့မြင်မြန်ဒေဝါလီခံသွားနိုင်တယ်လို့ဆိုပါတယ် Jeff Bezos ဟာလည်းမတူညီတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်သူကဒေါ်လာ131ဘီလီယံတန်ဖိုးရှိနေပြီမဲ့သူ့ရဲ့ကြွယ်ဝမှုဟာကျုံဝင်နေပါတယ်2025ခုနှစ်အစောပိုင်းမှာသူဟာဒေါ်လာ22ဘီလီယံကနေ36ဘီလီယံကြားဆုံးရှုံးခဲ့ပါတယ်ဒါဟာသေးငယ်တဲ့နိုင်ငံတချို့ရဲ့တစ်နှစ်တာစီးပွားရေးပမာဏထက်တောင်များပါတယ်ဒီဆုံးရှုံးမှုဟာအမေဇုံရဲ့အဓိကစီးပွားရေးကိုချိန်ချောက်တဲ့စိန်ခေါ်မှုတွေကနေလာတာပါအကောက်ခွန်အသစ်တွေစီးပွားရေးကျဆင်းမှုစိုးရိမ်မှုတွေနဲ့ဝန်ထမ်း2,900ကိုအလုပ်ထုတ်တာတွေကပုံမှန်နှဆိုင်တဲ့ပြဿနာတွေကိုပြသနေပါတယ်အမေဇုံရဲ့စီးပွားရေးပုံစံဟာစမ်းသပ်ခံနေရပါတယ်ဒီကုမ္ပဏီဟာအမြဲတမ်းကြီးထွားလာမယ်လို့ခရီးပေးခဲ့ပြီးမြဲ2025ခုနှစ်မှာတော့အဲ့ဒီခရီးကမေးမိန်နေပါတယ်ပစ္စည်းဈေးတွေတက်လာတာနဲ့အမျှလူတွေအွန်လိုင်းကနေဈေးဝယ်တာနည်းလာပါတယ်လူလက်တန်းစားတွေတောင်သုံးစွဲမှုကိုရှော့ချနေကြပါတယ်ဘေဇော့ဖ်ရဲ့နောက်ထပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ Washington Post သတင်းစာကလည်းငွေဆုံးရှုံးနေပါတယ်စိန်ရင်တွင်းသူတွေဆုံးရှုံးနေတာကြောင့်ငွေကြေးဖိစီးမှုတွေကိုပိုတိုးစေပါတယ်ဘေဇော့ဖ်ရဲ့လုပ်ငန်းမျိုးစုံမှာရင်းနှီးမြှုပ်နှံတဲ့ viewer ဟာအခုအခါမှာသူ့ကိုဒုက္ခပေးနေပါတယ်သူရဲ့အာကာသကုမ္ပဏီ Blue Origin ကလည်းငွေအမြောင်များကုန်ကျနေပြီမဲ့ဝင်ငွေအနည်းငယ်သာရရှိပါတယ်အဓိကစီးပွားရေးလုပ်ငန်းကအားနေပြီးလုပ်ငန်းခွဲတွေကရှုံးနေမယ်ဆိုရင်ဘီလီယံနဲ့ချီတဲ့ငွေတွေတောင်လှည့်မြန်စွာကုန်ဆုံးသွားစေနိုင်ပါတယ်Mark Zuckerberg ကလည်းနောက်ထပ်ဥပမာတစ်ခုပါသူမှာဒေါ်လာ285ဘီလီယံလောက်တန်ဖိုးရှိပေမဲ့သူ့ရဲ့အနာဂတ်ကစွန့်စားရတဲ့အနေထားပါသူဟာ Metaverse ပေါ်မှာအကုန်ပုံဩထားတာဖြစ်ပြီးအဲ့ဒီနည်းပညာကလည်းအခုထိတက်တည်မပြနိုင်သေးပါဘူး Meta ဟာဒီစီမံကိန်းအတွက်ဒေါ်လာဘီလီယံ40ကျော်ရှုံးပြီးသွားပါပြီဒါဟာစီးပွားရေးသမိုင်းမှာအကြီးမားဆုံးအမှားတွေကတစ်ခုပါဒီလိုအရှုံးတွေကဇက်တိုက်တိုးလာနေပါတယ် Meta ရဲ့အဓိကဝင်ငွေဖြစ်တဲ့ကြော်ညာဝင်ငွေတွေကလည်းကျဆင်းနေပါတယ်တစ်ချိန်တည်းမှာပဲကုမ္ပဏီက Metaverse အတွက်ကိုဆက်ပြီးသုံးစွဲနေရပါတယ်2025ခုနှစ်ဖေဖော်ဝါရီလမှာ Meta ရဲ့ stock share ဟာတရက်ထဲနဲ့ဒေါ်လာ9ဘီလီယံကျသွားခဲ့ပါတယ်ဒါကယင်းနှိမ့်မြုံနှံသူတွေယုံကြည်မှုလျော့သွားပြီဆိုတာကိုပြသလိုက်တာပါ Meta ဟာတစ်ဖက်မှာလည်းစီးပွားရေးပြိုင်ဆိုင်မှုကိုတားဆီးတယ်ဆိုတဲ့ဥပဒေကြောင်းအရတရားစွဲဆိုမှုတွေအစိုးရရဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်ဥပဒေစရိတ်တွေကလည်းမြင်မြန်တက်လာနေပါတယ်အစိုးရက Meta ကိုသူ့ရဲ့စီးပွားရေးပုံစံကိုပြောင်းခိုင်းတာမျိုးဝင်ငွေတွေရှော့ချခိုင်းတာမျိုးတော့ဖြစ်လာနိုင်ပါတယ်မကြသေးခင်ကမှ Meta ဟာစီးပွားရေးအခက်အခဲတွေကြောင့်ဆင်းရဲတဲ့ကလေးတွေတက်ဖွင့်ထားတဲ့ကျောင်းတွေကိုတော့မှပိတ်လိုက်ရပါတယ်Meta လို့အေယာမကုမ္ပဏီကြီးကတောင်ပရာဟိတအလုပ်ကိုမထောက်ပံ့နိုင်ဘူးဆိုရင်သူ့ရဲ့ငွေသားပြဿနာကသူတို့ပြောတာထက်ပိုဆိုးနေတယ်ဆိုတာကိုပြသလိုနေပါတယ် Larry Ellison နောက်ထပ်နည်းပညာသတိတယောက်ဖြစ်တဲ့ Larry Ellison ကလည်းဒုက္ခကြုံနေပါတယ် Oracle ကုမ္ပဏီကိုတည်ထောင်ခဲ့တဲ့ Larry ဟာလည်းတစ်ချိန်ကဒေါ်လာ252ဘီလီယံပိုင်ဆိုင်ခဲ့သူပါသူကုမ္ပဏီဟာစီးပွားရေး software လောကကိုဆယ်စုနှစ်နဲ့ချီပြီးလွှမ်းမိုးထားခဲ့ပါတယ်ဒါပေမဲ့2025ခုနှစ်ကတော့နည်းပညာအင်ပါယာကြီးတွေတောင်ခေတ်နောက်ကျနေတယ်ဆိုတာကိုပြသလိုက်ပါတယ်။ Ellison ဟာဒီနှစ်ထဲမှာဒေါ်လာဘီလီယံ20လောက်ဆုံးရှုံးခဲ့ရပါတယ်။ Oracle ရဲ့ stock share တွေကကျနေရတဲ့အကြောင်းရင်းကတော့အကောက်အခွန်နဲ့နည်းပညာဈေးကွက်ရဲ့ကြီးမားတဲ့ပြောင်းလဲမှုတွေကြောင့်ပါ။ Cloud computing နဲ့ AI တွေကအရာအလုံးကိုပြောင်းလဲပစ်နေပါတယ်။ Oracle လို့ရှေးဟောင်း software ကုမ္ပဏီတွေဟာခေတ်မီနေဖို့အတွက်ငွေအများကြီးသုံးရတော့မှာပါ။ Oracle ရဲ့အားသာချက်ကအရင်ကတည်းကရှိနေတဲ့အမွေဆက်ခံခွင့်လိုမျိုးပါသူတို့မှာ software နဲ့ database တွေအတွက်နှစ်တိုင်းပတ်စံပေးနေတဲ့သစ္စာရှိဖောက်သည်တွေရှိပါတယ်အခုတော့ cloud company အသစ်တွေကအဲ့ဒီဖောက်သည်တွေကိုယူသွားပါပြီ Oracle ဟာဝင်ငွေနည်းလာပြီမဲ့ပိုပြီးသုံးစွဲနေရပါတယ်အကောက်ခွန်တွေကလည်းနောက်ထပ်ပြဿနာတွေတစ်ခုပါဒါတွေကနိုင်ငံရခြားကိုပစ္စည်းရမှုခက်ခဲစေပြီးစီးပွားရေးစရိတ်တွေကိုတိုးစေပါတယ်ကမ္ဘာကုန်သွယ်ရေးတင်းမာမှုတွေက Oracle ရဲ့အစီအစဉ်တွေကိုထိခိုက်စေပါတယ်ကုန်သွယ်ရေးမှာတင်းငယ်တဲ့အနောက်ရှက်လေးတွေကတော့ကမ္ဘာလုံးဆိုင်ရာကုမ္ပဏီကြီးတစ်ခုအတွက်ကြီးမားတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်ပါတယ်
Michael Dell မှာဒေါ်လာ188ဘီလီယံလောက်ရှိတဲ့ပိုင်ဆိုင်မှုတွေရှိပါတယ်။သူဟာကွန်ပျူတာတွေနဲ့ IT စနစ်တွေထုတ်လုပ်တဲ့ Dell Technology ကိုတည်ထောင်ရင်းစီးစိမ်တွေစုဆောင်းခဲ့တာပါ။2025ခုနှစ်မှာ Dell ဟာကြီးမားတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဈေးကွက်တွေမြန်မြန်ပြောင်းလဲလာတဲ့အခါအင်အားကြီးတဲ့နည်းပညာကုမ္ပဏီတွေတောင်ရုန်းကန်နေရပါတယ်။ Dell ဟာ2025ခုနှစ်အစောပိုင်းမှာဒေါ်လာ73ဘီလီယံကနေဘီလီယံ20ကြားဆုံးရှုံးခဲ့ရပါတယ်။ဆုံးရှုံးခဲ့ရတဲ့အကြောင်းရင်းတွေကတော့နည်းပညာဈေးကွက်အားနေတာနဲ့အကောက်ခွန်တက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ထောက်ပံ့ခွင့်ဆက်ပြဿနာတွေကြောင့်ပါ။စီးပွားရေးမတည်ငြိမ်မှုကြောင့်လုပ်ငန်းတွေနဲ့လူတွေကကွန်ပျူတာနည်းနည်းပဲဝယ်လာပါတယ်။ Dell ကိုချမ်းသာစေခဲ့တဲ့ကွန်ပျူတာဈေးကွက်ကကျုံလာပါတယ်။ကယောဂကာလအတွင်းအဝေးမှာအလုပ်လုပ်ရတဲ့အတွက်ကွန်ပျူတာရောင်းအားတက်လာခဲ့ပါတယ်။ဒါပေမဲ့အခုတော့အလုပ်လုပ်တဲ့ပုံစံတွေကပုံမှန်အတိုင်းပြန်ဖြစ်လာပါပြီ။လူတွေနဲ့ကုမ္ပဏီတွေကကွန်ပျူတာအသစ်တွေမဝယ်တော့ပဲအဟောင်းတွေကိုပို့ကြကြသုံးစွဲနေကြပါတယ်။ဒါဟာ Dell အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ ဆိုင်ဘာလုံခြုံရေးစိုးရိမ်ပူပန်မှုတွေက Dell ရဲ့ပြဿနာတွေကိုပိုဆိုးစေပါတယ်။လူတွေက Dell ရဲ့ hardware တွေရဲ့လုံခြုံရေးကိုတန်တရားဝင်လာရင်ရောင်းအားကမြင်မြန်ကျသွားနိုင်ပါတယ်။ Dell ဟာကမ္ဘာထောက်ပံ့ခွင့်ဆက်အပေါ်မှာလည်းအယမ်းမိခိုနေရပါတယ်။ကုန်သွယ်ရေးတင်းမာမှုတွေနဲ့အကောက်ခွန်တွေကကုန်ကျစရိတ်တွေနဲ့ဖြစ်စည်းရနိုင်ခြေကိုခံမှန်းရခက်ခဲစေပါတယ်။ဖောက်သည်တွေကဝယ်ဖို့စောင့်ဆိုင်းနေတာမျိုးဒါမှမဟုတ်တခြားရောင်းချသူတွေကိုရှာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ Bill Gates မှာပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ58ဘီလီယံရှိပါတယ်။သူဟာသူ့ရဲ့စီးစိမ်69%ကိုနှစ်20အတွင်း Pride လုပ်ငန်းအတွက်လှူမယ်လို့ကတိပေးထားပါတယ်။ကတိပေးပြီးတဲ့နောက်သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာဒေါ်လာ51ဘီလီယံကျဆင်းသွားပါတယ်။ဒါကလည်းဈေးကွက်ကြောင့်ဆုံးရှုံးတာမဟုတ်ပဲစီစဉ်ထားတဲ့လှူဒန်းမှုတွေကြောင့်ပါ။ဒါပေမဲ့ဒါကသူ့အတွက်ငွေသားဖိအားကိုဖြစ်စေပါတယ်။ Gates အားအိမ်ချမ်းမီနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းရင်းနှီးမြှုပ်နှံထားပါတယ်။သူက Pride အတွက်ရောင်းချနေတဲ့အချိန်မှာဒီရင်းနှီးမြှုပ်နှံမှုတွေကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။သူကလှူဒန်းတဲ့ငွေပမာဏနဲ့အနာဂတ်အတွက်ပိုင်ဆိုင်မှုတွေကျန်နေအောင်ထိန်းထားဖို့ကိုချိန်ညှိနေရပါတယ်။ Steve Ballmer မှာပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ44ဘီလီယံရှိပါတယ်။သူက Microsoft ရဲ့အမှုဆောင်ဟောင်းပါ။အလောက်ကနေထွက်ပြီးတဲ့နောက်မှာတော့သူက2025ခုနှစ်မှာဒေါ်လာ20ဘီလီယံဆုံးရှုံးခဲ့ရပါတယ်။သူရဲ့စီးစိမ်က Microsoft Stock Share နဲ့နည်းပညာဈေးကွက်နဲ့ဆက်နွယ်နေပါတယ်။သူက Microsoft မှာအလုပ်မလုပ်တော့ပေမဲ့နည်းပညာအကောက်ခွန်နဲ့ဈေးကွက်ပြောင်းလဲမှုတွေကသူ့ကိုတက်ရောက်မှုရှိနေပါတယ်။နောက်ပြီးသူဟာ LA Clipper Basketball အသင်းကိုလည်းပိုင်ပါတယ်။တကယ်လို့အကစားတန်ဖိုးတွေကျဆင်းမယ်ဆိုရင်သူ့ရဲ့စီးစိမ်ကပိုပြီးလျှော့သွားနိုင်ပါတယ်။ Ballmer ရဲ့ငွေကြေးဟာအတိတ်ကနည်းပညာအောင်မြင်မှုတွေအပေါ်မှာအကြီးကျယ်မူတည်နေတာဖြစ်လို့ပြောင်းလဲနေတဲ့ဈေးကွက်မှာတော့အရန်ကိုအန္တရာယ်များနေပါတယ်။ Michael Bloomberg မှာပိုင်ဆိုင်မှုဒေါ်လာ106ဘီလီယံရှိပါတယ်။သူဟာ Pride အတွက်ဘီလီယံပေါင်းများစွာလှူဒန်းနေပါတယ်။သူဟာသူ့ရဲ့ငွေကြေးအများစုကိုရှာပေးတဲ့ Bloomberg LP ကိုပိုင်ဆိုင်ပါတယ်။တကယ်လို့ဘဏ္ဍာရေးဈေးကွက်ကကျဆင်းမဲ့ဆိုရင် Bloomberg Terminal အတွက်ဝယ်လိုအားကျသွားနိုင်ပါတယ်။သူဟာကုမ္ပဏီရဲ့88%ကိုပိုင်ဆိုင်ထားတာကြောင့်ဒါဟာကြီးမားတဲ့အန္တရာယ်တစ်ခုပါ။ Pride လှူဒန်းမှုတွေနဲ့ဈေးကွက်မတည်ငြိမ်မှုတွေကသူ့ရဲ့စီးစိမ်အပေါ်ဖိအားတွေဖြစ်သွားစေနိုင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ဂျင်းနဲ့ကြက်ထဲရောက်နေကြတဲ့အချမ်းသာဆုံးပုံကိုယ်တွေအကြောင်းကိုစူးစီးတင်ဆက်ပေးခဲ့တာပါအချုပ်အဖြစ်ပြောမယ်ဆိုရင်တော့အချမ်းသာဆုံးပုံကိုယ်တွေတောင်ကြီးမားတဲ့အန္တရာယ်တွေကိုရင်ဆိုင်နေရတာပါဈေးကွက်တွေစီးမြင့်စည်းကမ်းတွေဒါမှမဟုတ်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်စီးစိမ်တွေမြင့်မြတ်စံကျဆင်းနေပါတယ်ဘလို့အမ်ပါရာကြီးကမှအလုံးစုံဘေးကင်းနေဆိုတာမရှိပါဘူးကဲဒီတော့ကျွန်တော်ခုတင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးပေါ်မှာလဲပရိသတ်တို့အနေနဲ့တစုံတစ်ခုမှတ်ချက်ပြုလို့မယ်ဆိုရင်တော့ခေါင်းမှာပါဝင်ဆွေးနွေးပြသွားလိုက်ပါအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ